Hello မင်္ဂလာပါအခုကကြာလို့ရှိရင်ခုနတော့ပါနော် crash EH RS လေးတွေရဲ့တစ်ဖက်လူရဲ့ရင်းနှီးခန်းစားချက်ကအပိုင်း1ပြီးသွားတယ်ဗောနော်အဲ့တော့အခုအပိုင်း2ပါနော်ပြန်ပြောပြမယ်နော် crash EH RS လေးတွေရဲ့တစ်ဖက်လူရဲ့ရင်းနှီးခန်းစားချက်ပေါ့နော်ကိုပေါ်ဘယ်လိုမျိုးရှိနေလဲဆိုတာလေးကိုကြည့်ပြပါမယ်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့ crash RS ES တွေရဲ့သူတို့ရဲ့ခန်းစားချက်လေးတွေကဘယ်လိုမျိုးရှိနေလဲသိချင်ပါတယ်ဖိုင်တူးလေးတွေပေါ့နော်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့ဖိုင်တူးလေးကိုရေးထားတဲ့လူလေးတွေပေါ့နော်သူတို့ရဲ့ crash EH RS လေးတွေရဲ့ရင်းနှီးခန်းစားချက်ဘယ်လိုမျိုးရှိနေလဲဆိုတာကြည့်ပြပါရှင်ဗီဒီယိုလေးကိုကြည့်နေတဲ့တစ်ဖက်ကလူရဲ့ crash EH RS လေးတွေရဲ့ခန်းစားချက်ပေါ့နော်ဒီကလေးမြိုက်တက်ခဲ့မြရတခါပဲOh my god minor 1 major minor 2 major 1သူတို့ကလေ crush ကနေအဆုံးစပြောမယ်သိလား crush ကလေသူကဘယ်လိုမျိုးခံစားချက်ရှိလဲဆိုလို့ရှိရင်သူတို့ကလေချစ်ဘယ်လိုတင်တို့ကိုစိတ်ဝင်စားတာဆိုရင်စိတ်ဝင်စားနေတယ်တရုတ်တရနဲ့ကိုမြင့်နုံနဲ့ကိုသူတို့စိတ်ထဲမှာရှိနေတယ်သိတာတင်တို့ရဲ့ crush ကလည်းတင့်ပေါ်ရှိတယ်ဒါပေမဲ့သူတို့ကမာနတော့နည်းနည်းကြီးတယ်မာနကြီးတယ်အလွယ်တကူဖွင့်ပြောမယ်အထက်မှာမပါဘူးမလေးအရက်မာနကြီးတော့ပဲတင်တို့ရဲ့ crush ကလည်းအရက်မာနကြီးတယ်ဒါပေမဲ့သူ့ရဲ့ရင်ထဲမှာလည်းသူကတင့်ကိုရှိနေတယ်ပိုင်ဆိုင်လိုစိတ်ရှိတယ်တမြက်တော့ဖြစ်တယ်မြက်နုံနဲ့ကိုပိုင်ဆိုင်လိုစိတ်ရှိတယ်ဒါပေမဲ့သူတို့ကတင့်ကိုလေအလွယ်တကူနဲ့တော့ဖွင့်ပြောမှာမဟုတ်ဘူးပေါ့နော်အဲ့တော့တင်တို့သူ့ကိုတေးဖွင့်ပြောစီခြင်းနဲ့ကိုယ့်ဘက်ကလည်းနည်းနည်းရေးလိုက်မြောင်းပေးလေးလုပ်ပေးလိုက်ပေါ့နော်အဲ့တော့ तू ကအရန်ကိုလေတိလားစကားတွေကိုလေ तू ကလေဟိုဘယ်လိုပြောမလဲချိုတတာကြီးဖွဲ့လို့ရပြောတတ်တဲ့အထဲမှာမပါဘူး तू ကစကားပြောလဲအရန်ပြတ်သားတယ်ရဲရင်နဲ့ပြီးလို့ရှိရင်သူ့ရဲ့ပုံစံလေးရတယ်तू ကတကယ်လို့သူ့ရဲ့ချစ်တတ်တဲ့ပုံစံလေးက तू ကချစ်တတ်မယ်ဆိုချစ်တတ်မဲ့ပုံစံလေးကသူများရဲ့လိုမျိုးကွာတိလားစလုံးတွေဖွဲ့ပြီးတော့လေစကလုံးလှလှလေးနဲ့ဖွဲ့နေပြီးချစ်မဲ့ပုံစံမျိုးမဟုတ်ဘူး तू ကတင်းကိုကာကွယ်ပေးခြင်းနဲ့ဥပမာတင်နဲ့သူနဲ့တင်ကသူ့ကို crush တယ်ဒါမှမဟုတ် तू ကလည်းတင်ကိုပြန်ပြီးတော့စိတ်ဝင်စားနေတယ်ဒါပေမဲ့ तू ကတင်ကိုဖွင့်မပြောရသေးဘူးဆိုရင်တောင်မှပဲ तू ကတင်ကိုတစ်ဖက်တစ်လမ်းကနေပြီးတော့တင်ကိုလေစောင့်ချောက်နေတယ်သိလားတင်ရဲ့လုံခြုံမှုပေါ့နော်တင်ကိုလုံခြုံအောင် तू ကစောင့်ချောက်ပေးတယ်ကာကွယ်ပေးနေတယ်ဒါပေမဲ့ပါဇက်နဲ့ तू ကနှုတ်ပြမင်းကိုသိချစ်တာပဲမင်းကိုဘလောက်ချစ်တာပဲအဲ့လိုမျိုးစကားလုံးလှလှလေးတွေနဲ့ဖွင့်နေပြောနေတဲ့လူသားထဲမှာ तू မပါဘူး तू ကပြောမယ်ဆိုလို့ချင်းနှုတ်နဲ့မဟုတ်ဘူး तू ကလက်တွေ့ကြကိုအမူအရာကြပေါ့နော်လက်တွေ့ तू ကတင့်ကိုပေါ့နော်ဆောင်းချောင်းနေတာမျိုးပေါ့တွေ့တယ်ဖွင့်မပြောပေးသေးပေမဲ့လည်းသူ့စိတ်ထဲမှာတင့်ကိုရှိတယ်အဲ့အတွက် तू ကလည်းတင့်ကိုတစ်ဖက်တစ်လမ်းကနေပြီးတော့တင့်ကိုဆောင်းချောင်းနေတာမျိုးတွေ့တယ်ဒါပေမဲ့ကျွန်တော်ပြောသလိုမျိုး तू ကအရန်လည်းပြတ်သားတယ်ပြီးလို့ရှိရင်လှုပ်ဆောင်ချက်အလုံးလုံးတဲ့ဆိုလို့ရှိရင်လည်း तू ကလည်းသိလားသူကလေပေါ့တန်လူရတော့မဟုတ်ဘူးစုံပြက်ဆက်ပြတ်သားတယ်ရဲရင်ရှိတယ်အလုပ်လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာဖြစ် तू ကအရန်ကိုပြတ်သားတယ်တိကျတယ်စုံပြက်ချက်ဆိုတစ်ခုပဲစကားကို2ခါ3ခါ3မျိုး4မျိုးမပြောတတ်ဘူးပြီးတော့ तू ကလေ तू ပိုင်ဆိုင်ခြင်း तू တန်မိုးထားတဲ့အရာတွေဆို तू ကတယူတရနဲ့အရန်တန်မိုးထားတယ်ပေါ့နော်အောက်လို့ဘယ်လိုပြောမလဲဆိုဒီကောင်မလေးငါကြိုက်တာပဲချောလိုက်တာလှလိုက်တာပါဇက်ဘယ်လိုပြောမလဲပါဇက်ကိုအရသာခံပြီးတော့ပြောတဲ့လူမျိုးမဟုတ်ဘူး तू ကသူ့ရင်ထဲမှာချစ်တယ်ဆိုရင်ရင်ပတ်တဲ့အသက်နှလုံးထဲမှာဓာတ်ရိုက်တိတိကျကျနှစ်ပြီးတော့ချစ်တယ်ပြီးတော့ तू ကစောင့်ရှောက်ကာကွယ်ပေးခြင်းတဲ့လူမျိုးအဲ့လိုအချစ်မျိုးနဲ့ तू ကချစ်တာမင်းကို तू ကလာထိခိုက်လို့ရှိရင်လုံးဝမကြိုက်ဘူး तू ကမင်းကိုဖွင့်မပြောသေးပေမဲ့လည်းပဲမင်းကို तू ကအမြဲတမ်းစောင့်ချောက်ပြီးစောင့်ကြည့်နေတာပေါ့နော်မင်းကိုတခုခုဘသူတွေလာပြီးတော့အန်ဒီရပြုတ်မလဲအန်ဒီရလာပြုတ်တဲ့လူကသူ့ရန်သူပဲအဲ့လိုမျိုး तू ကအဲ့လိုမျိုးလေးတွေ့တယ်မင်းရဲ့ crush ကပြီးတော့ EH အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်လည်းအခုချိန်မှာ तू ကမင်းကိုမေ့သွားပြီလားဆိုမမေ့သေးဘူးဒါပေမဲ့ तू ကမာနာကြီးတဲ့အတွက်သင်ကိုလည်းလာမပြောဘူး तू ကအဲ့လိုပဲတစိမ့်စိမ့်ကြည့်နေတော့မယ်မင်းကို
စောင့်ကြည့်နေတော့မယ်သိလားဒါပေမဲ့လည်းလာပြောမလားဆိုမပြောဘူးနော်ပြန်ပြောမလားဆိုလာပြောအလွယ်တကူနဲ့လာပြောဆက်သွယ်မှာမဟုတ်ပါဘူးသူ့ရဲ့စိတ်ထဲမှာငါတို့နှစ်ယောက်ကပြတ်သွားပြီပဲပေါ့နော်ငါပြောလို့မဖြစ်တော့ဘူးဆိုတဲ့ပုံဒါမဲ့လည်းသူ့ရင်ထဲမှာမေ့သွားပြီလားဆိုလည်းမမေ့သေးဘူးအဲ့လိုမျိုးသိလားမေ့ပြီလားဆိုလည်းမမေ့သေးဘူးပြောမလားဆိုလည်းမပြောဘူးဘာလို့ဆိုတော့သူကမာနအရန်ကြီးတယ်မာနကြီးတယ်ပြတ်သားတယ်စိတ်ဓာတ်ခိုင်မာတဲ့အထဲမှာပါတယ်အလုံးလုံးနဲ့ဆိုလို့ရှိရင်လည်းအရန်ပြတ်သားတယ်စီကန်းရှိတယ်စီကန်းကြီးတယ်ဘလို့တွေပဲဖြစ်လာအချုံမပေးတတ်တဲ့လူမျိုး crush တွေဆိုလဲအဲ့လိုပဲ crush တွေရဲ့ crush လေးတွေရဲ့ဇယိုင်းတွေရဲ့ပြောမှဆိုလဲသူတို့အဲ့လိုပဲတခုခုဆိုအချုံပေးတဲ့အထက်မှာမပါဘူးဒါပေမဲ့ तू ကမင်းကိုတော့ချစ်တယ်နော်ချစ်တယ် तू ချစ်တဲ့လူဆို तू ကတခြားရက်ကိုတော့အလွယ်ပေးသွားမှာတော့မဟုတ်ဘူးဒါပေမဲ့လည်းဖွင့်ပြောဆိုတော့လဲ तू ကမဖွင့်ပြောချင်သေးဘူး तू ကခေါင်းမာတယ်ကွယ်ဘလို့ကြီးလဲနှလုံးသားမာလိုက်တာအဲ့လိုမျိုးအဲ့တော့ EH ဆိုလို့ရှိရင်လည်းအဲ့လိုပဲသူနဲ့မင်းနဲ့ပြတ်သွားပြီသူနဲ့ငါနဲ့ပြတ်သွားပြီပဲဆိုတဲ့ဆုံးဖြတ်ချက်ကို तू ကလုံးဝပြပြတသားကြီးကိုအဲ့လိုမျိုးကွာမှတ်ထားလိုက်တာဒါမဲ့လည်းသူ့ရင်ထဲမှာမင်းဆိုတာရှိနေသေးရဲ့ဒါလာပြောမလားဆိုရင်လာပြောမှာမဟုတ်နော်နင်စောင့်နေတယ်လေစောင့်နေတာပဲရှိမယ်လာပြောမှာမဟုတ်ဘူးဒါမဲ့လည်း तू ကမင်းကိုတော့ကြည်နေသေးတယ် तू ဘာလုပ်နေလဲတင်ဘာလုပ်နေလဲတင်ဘာတွေလုပ်နေလဲဘယ်လိုတွေသွားနေလဲဘယ်သူတွေနဲ့စကားပြောနေလဲဘယ်သူအဲ့လိုမျိုးလေး तू ကလေသူ့ရဲ့အရာလေးကိုတော့ तू ပိုင်ဆိုင်တဲ့အရာတော့ तू ကလေပိုင်ဆိုင်ခဲ့တဲ့အရာလေးတော့ तू ကအဲ့လိုမျိုးတယူးတရလေးတော့ကြည်နေတာမျိုးတော့တွေ့တယ်ဒါပေမဲ့လာပြောဆိုလည်းမပြောတော့ဘူး तू ကအဲ့လိုမျိုး RS ဆိုလို့ရှိရင်လည်းအဲ့လိုပဲ RS အတွဲတွေဆိုလည်းအဲ့လိုပဲအရန်ကိုအဲ့လိုပဲသူတို့ကဆရာကြီးလှုပ်ရှင်တယ်ပေါ့နော်ဆရာကြီးလှုပ်ရှင်တယ်ခေါင်းမာတယ်ရသူတို့ကခေါင်းဆောင်လှုပ်ရှင်တယ်သူတို့ပြောစကားအောင်နှောထောင်ရှင်တယ်သူတို့အဲ့လိုမျိုးသူတို့ကချစ်တာဆိုချစ်တယ်သူတို့ရဲ့ချစ်ပုံချင်းကြီးရလေတဲ့ပြောရှေ့ရပြောခဲ့တဲ့လူတွေလိုပဲအတူတူပဲစာနဲ့ဖွဲ့ချစ်တာမဟုတ်လက်တွေ့ကြ professional ကြဘွယ်လက်တွေ့ကြချစ်တာဒီမင်းတို့အပြည့်အဝလုံခြုံမှုရှိအောင်ကာကွယ်ပေးနိုင်တယ်သူတို့ရဲ့နှုတ်ကထွက်လိုက်တဲ့စကားတစ်ခွန်းကတစ်ခွန်းပဲအရန်လဲတာဝန်ယူနိုင်စွမ်းလဲရှိတယ်ပြီးလို့ရှိရင်စီကံလည်းအရန်ကြီးတယ်လို့သူတို့နှုတ်ကပြတဲ့စကားတစ်ခွန်းလည်းသူတို့ကအပြည့်အဝတာဝန်ယူတယ်အခုဒါပြောပြီးတော့ဒါဥပမာမင်းတို့ကမင်းတို့ကိုလည်းသူတို့ကလေတဲကိုဘာဝယ်ပေးမယ်ညာပါဇက်ကလည်းမျိုးမပြောဘူးသူစိတ်ထဲမှာယော့ဆိုပြတယ်မျိုးရုပ်တရက်သူ့လို့ဝယ်ပေးချင်တာရှိလို့ရှိရင်ဝယ်ပေးပြီးလို့ရှိရင်သူတို့ကတော့အမ်းမဲ့ထဲမှာလည်းပါတယ်ဒီလားသူတို့အမ်းမဲ့ထဲဆိုသူတို့ကတခြားနေရာမှာဒါနော်စီးနှံကန်းနဲ့တည်တည်ချာချာလှုပ်ဆောင်လာသူတို့ရဲ့အလုပ်ကိုင်းနဲ့ပတ်သက်လာလို့ရှိရင်တော့ငွေထွက်ငွေရောသင်းသင်းတကြတည်တည်ချာပိုင်းခြားပြီးတော့လုပ်နေပေမဲ့သင်တို့နဲ့ပတ်သက်လာပြီးဆိုသူတို့ကမတန်မျောတတ်ဘူးပတ်စံအောင်ဘာလို့ချင်းလဲယော့အဲ့လိုမျိုးပေါ့နော် sugar daddy တို့ sugar mommy တို့အဲ့လိုမျိုးပေါ့သင်တို့နဲ့ပတ်သက်လာပြီးဆိုသူတို့အဲ့ပတ်စံတွေဘာမှမမျောတတ်ဘူးဒါပေမဲ့သူတို့အတွက်နဲ့သူတို့ပတ်သက်ပြီးတော့လှုပ်ဆောင်လာမယ်သူတို့လုပ်ငန်းတွေအတွက်ဆိုစီးစနစ်အရန်ကြတယ်တအားစီးစနစ်ကြီးတယ်ဆုံးဖြတ်ချက်မှန်ဒါအကောင်လုံးတော့အတူတူပဲcrush တွေရော EH ရောဒါစိတ်သက်သင်တို့ရဲ့ crush တွေ EH တွေ RS တွေရဲ့စိတ်ထားတွေကိုပုံစံတွေပြောပြတာအတူတူပဲအဲ့လိုပဲသူတို့ချစ်တဲ့လူကိုသူတို့ကတယူတရနဲ့တန်ဖိုးထားတယ်ကာကွယ်ပေးနိုင်တယ်အပြည့်အဝတာဝန်ယူပေးနိုင်တယ်တာဝန်ယူစိတ်လည်းရှိတယ်အဲ့လိုမျိုးတွေ့တယ်အရန်ကောင်းတယ်တခုပဲနည်းနည်းဂျစ်ကန်ကန်လေးတော့ရှိတယ် RS EH တွေ crush လည်းအဲ့လိုပဲလေသူ့ရင်ထဲမှာတော့ရှိရဒါပေမဲ့သိလာမပြောပါဆိုတော့သူကဂျစ်ကန်ကန်ပုံစံလေးချစ်တယ်ဒါပေမဲ့သူ့ရင်ထဲမှာတိတ်ထားတယ်အပြင်ကိုသူများရဲ့လိုမျိုးအခုမြင်တာနဲ့အခုချစ်တယ်လို့မပြောဘူးချစ်တာကိုရင်ထဲမှာတိတ်ထားတယ်ဒါပေမဲ့တင့်ကိုတစ်ဖက်တစ်လမ်းကနေကာကွယ်မှုပေးထားတယ်ဂျစ်ကန်ကန်ပြောပုံစံမျိုးလေးသူတို့ကဆရာကြီးလို့ရှင်တယ်သူတို့ပြောတဲ့စကားသူတို့ကနားထောင်အဲ့လိုမျိုးသူတို့ကဒါဆိုဒါပဲသူတို့ပြောစကားနားထောင်လိုက်အဲ့ဆိုသူတို့ကအရန်သဘောကျတယ်သူတို့ဘာလို့ချင်းလဲ तू ကပြောစရာနှစ်ခါပြောစရာမလိုဘူးအလိုက်သိတယ်ဝယ်ပေးတယ်ချက်ချင်းအဲ့လိုမျိုးသူတို့နဲ့ပတ်သက်လာရင် तू ကတမျောတယ်လို့မဟုတ်အဲ့လိုမျိုးဝယ်ပေးနိုင်တဲ့အရေးရှင်နဲ့ तू မှာအပြည့်အဝရှိတယ်အဲ့လိုမျိုးမြင်နေသိတာအရန်ကောင်းပါတယ်နော်ဒါလေးကတော့ဖိုင်တူးဖြစ်ပါတယ်ဒါလေးကတော့ crush တို့ပြီးလို့ရှိရင်တင်းရဲ့ EH တင်းရဲ့ crush ဒါမှမဟုတ်ရင်တင်းရဲ့ RS ပေါ့နော်သူတို့ရဲ့ဇာတ်ရိုက်တွေအလောက်ကိုင်းနေနဲ့ပြောတာပေါ့နော်ပြီးတော့သူတို့ရဲ့စိတ်ထဲမှာဘယ်လိုမျိုးတွေရှိနေလဲဆိုတဲ့ဥစ္စာလေးကိုပြောပြသွားတာဖြစ်ပါတယ် see you